နော်အားလုံးမင်္ဂလာပါတနင်္လာတော့တနင်္လာနေ့ပေါ့နော်တနင်္လာနေ့24ရက်8လ2026တနင်္လာနေ့မနက်ပိုင်းတော့ပေါ့နော်မျိုးကြီးအားလုံးပဲဒါကနန်းတစ်ခွက်ကောင်းပေါ့နော်တစ်ခွက်ကောင်းတော့ကျွန်တော်ပြပေးမှာပေါ့နော်ကနန်းကျွန်တော်ရေးထားတဲ့ကနန်းတွေကတော့ကျွန်တော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်စာရွက်ကလေးနဲ့ရေးပြီးတော့ချပေးမှာပေါ့နော်ကျွန်တော်ကိုဒီမှာအားလုံးပဲလောတဲ့အထက်တွေကတစ်ခွက်ပေါ့နော်တစ်ခွက်ရပြမယ်ကျွန်တော်ဗီဒီယိုလုပ်တာဖြစ်တဲ့အတွက်ပေါ့အများကြီးကနန်းဟိုဒါပရိဟိုနဲ့ဗီဒီယိုကတရားကြီးရှင်းလို့မရဘူးဗျာနော်တရားကကြာလို့အဲကြောင့်ကျွန်တော်ကိုဒီမှာအားလုံးကလည်းကျွန်တော်အားပေးရဆိုလို့ရှိရင်ဒါရင်တော့လို့အားပေးရဆိုရင် channel subscribe လုပ်ရတယ် subscribe လေးနှိပ်ပေးထားပါဒါတိုင်းလက်မလေး share လေးငါးလေးလုပ်ပြီးတော့နော်ကျွန်တော်ကိုဒီမှာအားလုံးနေလို့ရှိရင်ကျွန်တော် 3D လေးဒီလိုပဲကျွန်တော် live လုပ်လို့ရရင် live လုပ်ပြီးတော့ live လုပ်တဲ့အချိန်ဆိုလို့ရှိရင်တနင်္လာရီကိုတစ်ချက်တည်းဖြစ်သွားလို့ပေါ့နော်ဒါအားကြောင့်ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့နည်းနည်းစောတင်ပေးရပါတော့ကျွန်တော်ကိုဒီမှာအားလုံးပဲကြည့်လို့ရအောင်ပေါ့နော်ကဲအမျိုးတွေအားလုံးပဲ share လေး like လေးနဲ့ကူညီပေးအောင်ကြာနော်မျိုးတွေအားလုံးပဲဒီမှာသူရိုက်သွားတာကကျွန်တော်ဒီမှာက3ညအပိတ်ကိုကျွန်တော်တို့ကြိုင်လိုက်သေးတယ်ဒါပေမဲ့ကနန်းနဲ့60ပြန်ကြဖြစ်သွားလို့ပေါ့နော်ဒီ6ထိပ်ကိုလည်းမမြင်လို့တော့မဟုတ်ဘူးပေါ့ကျွန်တော်ပြခဲ့တဲ့ဒီနားမှာရိုက်တဲ့83ချက်တွေပေါ့ဒီဘောကနေနားမှာ83ချက်တော့ရှိသေးတယ်3လုံးပေါင်းရင်8 3လုံးပေါင်းရင်8 3လုံးပေါင်းရင်8အဲ့8ဒီမှာ3လုံးပေါင်းရင်8 3လုံးပေါင်းရင်8 3လုံးပေါင်းရင်8အဲ့ဒါကိုပဲ3လုံးပေါင်းရင်8 3လုံးပေါင်းရင်8 3လုံးပေါင်းရင်8ပေါ့ဒီရိုက်ချင်တာဒီ3လုံးပေါင်း8လို့ရိုက်ထားတာဒီမှာ3လုံးပေါင်း8လို့ရိုက်ပြီးမှဒီ3လုံးပေါင်း8လို့ရိုက်ဒီ3လုံးပေါင်း8နဲ့ထည့်ပြီးဒီ3လုံးပေါင်း8လို့ရိုက်တာ3နောက်ပဲလို့ရိုက်တယ်အဲ့ဒါကိုတော့ထိပ်စီးရပါလေလေဆိုတော့သူ့အပေါ်မှာချိုးထားတဲ့3ရဲ့2က1ကဒီ3လုံးပေါင်း6လို့ရိုက်တာ2က9ရဲ့9ရဲ့ဒီ3လုံးပေါင်း6ဆိုပြီးတော့5ထိပ်ဝင်ပြီး53လို့ဆက်ရတာနောက်ကမှလည်းသူကဒီမှာ3လုံးပေါင်း sorry မ3လုံးပေါင်း8 3လုံးပေါင်း8ကိုကျွန်တော်တို့ဒီမှာ3လုံးပေါင်းရင်8အ8ကိုပဲတော့3လုံးပေါင်းရင်8 3လုံးပေါင်း8ထားလို့ကျွန်တော်တို့က3ရဲ့6ရဲ့9ရဲ့ဆိုပြီးတော့3လုံးပေါင်း8လို့ရိုက်အဲ့ဒါကိုထိပ်စီးကဒီ9ရဲ့1ရဲ့9ရဲ့ဒီ3လုံးပေါင်း5လို့ရိုက်ထားတာ6 3 6နဲ့3လုံးပေါင်း5လို့ထည့်အဲ့မှာ69လို့ဒုတိယကဖြုတ်သွားနောက်တစ်ခါကျွန်တော်တို့က9ရဲ့2က1က3လုံးပေါင်း8ပဲသူ့ကိုလည်း3ည3 5နဲ့3လုံးပေါင်း8ထားလို့ဒီမှာ4 8 6နဲ့3လုံးပေါင်း8ပြီးထည့်ပြီး6နဲ့3ညနဲ့3လုံးပေါင်းပြန်8ထားလို့9ရဲ့9ရဲ့3ညရဲ့ဒီ3လုံးပေါင်း8လို့ရတာ3ညနောက်ပဲအဲ့ဒါကို3 5 6ဆိုတဲ့3လုံးပေါင်း4လို့ရတာဒီ3လုံးပေါင်း4နဲ့ရရင်9ရဲ့9ရဲ့နှလုံးပေါင်း8ရတော့6ထိပ်ကြီးနဲ့60လို့ဝင်လာတာပေါ့နော်ဒါဖရင်ကတော့ဒီက3လုံးပေါင်း6 6ပြီးရင်5 5ပြီးရင်4ဆိုပြီးတော့စီနီယံခင်းလာတာ3လုံးပေါင်း6ကို3လုံး6နဲ့ပဲထည့်3လုံးပေါင်း5ကို3လုံး5နဲ့ပဲထည့်3လုံးပေါင်း4ကို3လုံး4နဲ့ပဲထည့်ပါနော်အဲ့ဒါနဲ့ကျွန်တော်ဒီကပြေးလာတဲ့83ချက်တွေနဲ့တခါလေတွဲပြီးတော့ဝင်သွားတာပါနော်အဲ့အောက်မှာကျွန်တော်ရိုက်ချင်တာဒီနားမှာရိုက်ထားတဲ့အချိုးတွေပေါ့ဗျာ3လုံးပေါင်းရင်4ကို2ပွင့်လျှော့ရင်2ကို2ပွင့်လျှော့ရင်3ညဒီဘက်ကယူရင်လည်း3လုံးပေါင်းရင်4ကို2ပွင့်လျှော့ရင်2ကို2ပွင့်လျှော့ရင်3ညပေါ့3လုံးပေါင်း4 3လုံးပေါင်း2 3လုံးပေါင်း3ညလို့ရိုက်ထားအဲ့ဒါကိုကျွန်တော်ပြန်ရိုက်ချင်တာ6က8က3ညရဲ့3လုံးပေါင်းရင်4လို့ရိုက်တာအဲ့4ရဲ့ပေါ့3ရဲ့2က4ရဲ့ဒီ3လုံးပေါင်းက9လို့ထည့်2က4ရဲ့3ညရဲ့8က3လုံးပေါင်းရင်2အဲ့2ပါပေါ့2က6က9ရဲ့ဒီ3လုံးပေါင်း9လို့ထည့်2က8က3ညရဲ့ဒီ3လုံးပေါင်းက3ညအဲ့3ညရဲ့ပါပေါ့ဒီ3လုံးပေါင်း5လို့ထည့်ပါနော်3ညနောက်ပိတ်ကအဲ့ဒါနဲ့ဆိုင်ဝင်သွားတာဒီမှာချိုးထားတဲ့4နဲ့3ညကိုစုံစည်းနေအောင်ပါဝါလာလိုက်တော့9 9 5လို့ပြလိုက်တာ
အဲ့တော့အဲ့ကောင်နဲ့ကျွန်တော်ရိုက်ချင်တာ6ကဲ8ကဲ3ညရဲ့3လုံးပေါင်းရင်4ပါဝါကို4ရဲ့2ကဲ3ရဲ့ဒီ3လုံးပေါင်း9လို့ရတယ်ပြီးမှအဲ့ဒီ3လုံးပေါင်း9ပါဝါကို9ရဲ့6ကဲ9ရဲ့ဒီ3လုံးပေါင်း4လို့ရတယ်2ကဲ3ညရဲ့8ကဲဒီ3လုံးပေါင်းရင်ပေါင်း4ရဲ့3ညရဲ့8ကဲဒီ3လုံးပေါင်းရင်2ရဲ့ပါဝါ2ကဲ6ကဲ9ရဲ့ဒီ3လုံးပေါင်းရင်ခွန်အဲ့ဒီ3လုံးပေါင်းခွန်ရဲ့ပါဝါကို3ရဲ့9ရဲ့3ညရဲ့ဒီ3လုံးပေါင်းရင်2လို့ရတယ်ဒီရတာ2ကဲ8ကဲ3ညရဲ့ဒီ3လုံးပေါင်းရင်3ညရဲ့ပါဝါကို6ကဲ9ရဲ့3ညရဲ့ဒီ3လုံးပေါင်းရင်5လို့ရတာလို့အဲ့ဒီ3လုံးပေါင်း5ပါဝါကိုဒီ3လုံးပေါင်း3ညလို့ထည့်ကြည့်ချင်တာ9ရဲ့8ကဲနှလုံးပေါင်းခွန်ရှိတာအတွက်3ညဖြစ်အောင်3နောက်ပိတ်ပေါ့နော်ဒါ3နောက်ပိတ်ပေါ့3နောက်ပိတ်လို့ရတယ်ပေါ့နော်3နောက်ပိတ်လို့ရတယ်အဲ့3နောက်ပိတ်ကလူလေးရလေးတယ်ဆိုရင်သူကဒီ3လုံးပေါင်း4ကို4ပါဝါဒီ3လုံးပေါင်း9ပြီးမှ9ပါဝါ3လုံးပေါင်း4လို့9နောက်ပိတ်လို့ဝင်တဲ့ချိန်မှာ3ရဲ့6ရဲ့နှလုံးပေါင်း9ကြောင့်1ကဲ9ရဲ့ဒီ3လုံးပေါင်း9လို့တက်ချုပ်တာဒါဆို9နောက်ပိတ်လို့ပြန်ရတယ်ဒီမှာ8ကဲ3ရဲ့2ကဲအပေါ်မှာ3လုံးပေါင်းရင်3လို့မိုးထားတာကို3 1 9နဲ့3လုံးပေါင်းရင်3လို့ပြန်ချုပ်တာအဲ့9နောက်ပိတ်ဒီမှာလဲ4ရဲ့3ရဲ့8ကဲဒီ3လုံးပေါင်းရင်2ပါဝါဒီ3လုံးပေါင်းခွန်ပြီးမှခွန်ပါဝါဒီ3လုံးပေါင်း2ဖြစ်အောင်3ညနောက်ပိတ်လို့ဝင်တဲ့ချိန်မှာ9ရဲ့နှလုံးပေါင်း9ကြောင့်9ရဲ့နှလုံးပေါင်း8ကြောင့်5ရဲ့3ရဲ့3ညရဲ့3လုံးပေါင်း8လို့ရတာ3ညနောက်ပိတ်ပဲအဲ့ဒါကို3ည3 1ဆိုတဲ့အပေါ်မှာ3လုံးပေါင်းရင်4လို့မူတာအဲ့ဒီကို9ရဲ့5ရဲ့3ညရဲ့3လုံးပေါင်းရင်4လို့လာထပ်တာ3ညနောက်ပိတ်ပေါ့နော်အဲ့လိုထပ်ပြီးကြာနေတာနောက်တစ်ခါသူက2ကဲ8ကဲ3ညရဲ့ဒီ3လုံးပေါင်းရင်3ညပေါင်း6 9 3ညနဲ့3လုံးပေါင်းရင်5ထားလို့5ပေါင်းဒီ3လုံးပေါင်း3ညဖြစ်အောင်3နောက်ပိတ်လို့ထည့်လိုက်တဲ့အချိန်မှာ3ညရဲ့8ကဲနှလုံးပေါင်း8ကြောင့်6ကဲ9ရဲ့3ရဲ့3လုံးပေါင်းရင်8လို့ထည့်3နောက်ပိတ်လို့ထည့်ဒီအပေါ်မှာမိုးထားတဲ့8ကဲ9ရဲ့5ရဲ့3လုံးပေါင်း2ကြောင့်3ရဲ့6ကဲဒီနောက်ပိတ်ကဲဒီ3လုံးပေါင်း2လို့ဖြစ်အောင်3ရဲ့6ကဲနှလုံးပေါင်း9ရှိတဲ့အတွက်2ဖြစ်အောင်3တလုံးနောက်ပိတ်လို့ထည့်နော်အဲ့ကောင်လေးပေါ့နော်တစ်ခွက်ပေါ့တစ်ခွက်ရိုက်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တစ်ချက်ကြည့်အောင်ဒီ3လုံးပေါင်း4ပါဝါကိုဒီ3လုံးပေါင်း9ထားလို့9ရဲ့ပါဝါဒီ3လုံးပေါင်း4လို့ရိုက်9နောက်ပိတ်လို့ရိုက်ဒီနှလုံးပေါင်း9ကြောင့်ဒီ3လုံးပေါင်း9လို့ရိုက်9နောက်ပိတ်လို့ရိုက်8ကဲ3ရဲ့2ကဲဒီ3လုံးပေါင်း3ကြောင့်3 1 9နဲ့3လုံးပေါင်း3လို့ရိုက်9နောက်ပိတ်လို့ရိုက်အဲ့9နောက်ပိတ်လို့ရိုက်တာဒီပိုင်းနဲ့3ရဲ့5ရဲ့9ရဲ့ဒီ3လုံးပေါင်းကခွန်လို့ဖြစ်ဒါဆိုရင်2ကဲ9ရဲ့6ကဲဒီ3လုံးပေါင်းခွန်လို့ထက်ဒီမှာနှလုံးပေါင်း1ရှိရတော့ကိုဒီမှာ6ထိပ်လို့ဝင်69လို့ရိုက်3ရဲ့2ကဲ9ရဲ့ဒီ3လုံးပေါင်း3ညကြောင့်1 3 6ဆိုပြီးတော့ဒီ3လုံးပေါင်း3ညလို့ရိုက်1ကဲ3ရဲ့ရှိတဲ့အတွက်6ထိပ်လို့ရိုက်အဲ့တော့69လို့ရှင်1ကဲ3ရဲ့ဒီ3လုံးပေါင်း5ကြောင့်ပရိ5လို့ဝင်69လို့ဖြုတ်တာနားလည်လားမသိနော်ဒီ3လုံးပေါင်း4ကိုဒီ3လုံးပေါင်း4ပါဝါကိုဒီ3လုံးပေါင်း9ရိုက်ထားလို့ဒီ3လုံးပေါင်း4လို့ပြန်ရိုက်ဒီနှလုံးပေါင်း9ကြောင့်3ရဲ့6ကနှလုံးပေါင်း9ကြောင့်1 9 9နဲ့3လုံး9လို့ရိုက်8က3ရဲ့2ကဒီ3လုံးပေါင်း3ကြောင့်3 1 9နဲ့3လုံးပေါင်း9လို့3လို့ရိုက်လို့9နောက်ပိတ်လို့ရတဲ့အချိန်မှာဒီ9ရဲ့5ရဲ့3ရဲ့ဒီ3လုံးပေါင်းခွန်လို့ဖြစ်သွားတယ်ဒီ3လုံးပေါင်းခွန်လို့ဖြစ်လိုက်တာဒီပိုင်းနဲ့ဒီ3လုံးပေါင်းလေးခွန်လို့လာထည့်လိုက်တယ်2က9ရဲ့ရှိထားတဲ့အတွက်ကို6ထိပ်လို့ဝင်တယ်ဒီမှာရိုက်ထားတဲ့3ရဲ့2က9ရဲ့ဒီ3လုံးပေါင်းခွာရိုက်ထားတယ်ဒီ3လုံးပေါင်း3ညကိုဒီ3လုံးပေါင်း3ညလို့ဖြစ်အောင်1က3ရဲ့ရှိတဲ့အတွက်6ထိပ်လို့ဝင်1က3ရဲ့ဒီ3လုံးပေါင်း5ကြောင့်5ပြိလို့ဝင်69နော်69လို့ကြာနောက်ဒုတိယကမှာ4ရဲ့3ရဲ့8ကဒီ3လုံးပေါင်း2ပါဝါကို
2 6 9နဲ့3လုံးပေါင်းခွန်လို့ဒီ3လုံးပေါင်းခွန်ပါဝါကိုဒီ3လုံးပေါင်း2လို့ပြန်ဖြစ်အောင်3ညနောက်ပိတ်လို့ရိုက်9ရဲ့9ရဲ့နှလုံးပေါင်း8ကြောင့်5 3 3ညနဲ့3လုံးပေါင်း8လို့ရိုက်3ညနောက်ပိတ်လို့ရိုက်3ည3 1ဆိုတဲ့ဒီ3လုံးပေါင်း4ကြောင့်9 5 3ညနဲ့3လုံးပေါင်း4လို့ရိုက်3ညနောက်ပိတ်လို့ရိုက်ပေါ်မှာလို့ပဲနော်အဲ့တော့ဒီမှာ3ညနောက်ပိတ်လို့ရိုက်တာနဲ့3ညရဲ့6ရဲ့9ရဲ့9 6 3ညဆိုတဲ့3လုံးပေါင်း5ကြောင့်6ရဲ့3ရဲ့ဒီစီရဲ့ဒီ3လုံးပေါင်း5လို့ရိုက်အောင်နှလုံးပေါင်း9ရှိတဲ့အတွက်ဒီမှာ6ထိပ်လို့ပဲဝင်ဒီ3လုံးပေါင်း5ကြောင့်ဒီ3လုံးပေါင်း5ပြောင်း6ထိပ်လို့ဝင်တဲ့အချိန်မှာပဲဒီမှာ3ရဲ့1ရဲ့6ရဲ့ဒီ3လုံးပေါင်း3ညကြောင့်ဒီ3လုံးပေါင်းလဲ3ညလို့ရိုက်9ရဲ့9ရဲ့နှလုံးပေါင်း4ရှိတဲ့အတွက်ကို3ညဖြစ်အောင်6ထိပ်လို့ရိုက်60လို့ဖြုတ်2ရဲ့9ရဲ့9ရဲ့ဒီ3လုံးပေါင်း6ကြောင့်ပရိစ္ဆာလို့အောင်မှာရိုက်ဒုတိယကမှာ60လို့ဖြုတ်လာအခု3ကပ်ပင်းတော့ရမှာပေါ့နော်2ကဲ8ကဲ3ညရဲ့ဒီ3လုံးပေါင်း3ညပါဝါကိုဒီမှာ6 9 3ညနဲ့3လုံးပေါင်း5လာထည့်တာပြီဒီ3လုံးပေါင်း5ပါဝါကိုဒီ3လုံးပေါင်း3ညလို့ထည့်ဖို့ပဲရှိတော့တယ်9ရဲ့8ကဲနှလုံးပေါင်းခွန်ရှိတဲ့အတွက်ကို3ညဖြစ်အောင်3တလုံးနောက်ပိတ်လို့ထည့်3ညရဲ့8ကဲနှလုံးပေါင်း8ကြောင့်ဒီ3လုံးပေါင်းက8လို့ရရအောင်ဒီမှာ6 9နှလုံးပေါင်း5ခန့်ရှိတဲ့အတွက်ကို3နောက်ပိတ်လို့ရိုက်8ကဲ9ရဲ့9ရဲ့ဒီ3လုံးပေါင်း2ကြောင့်ဒီ3လုံးပေါင်း2လို့ဖြစ်အောင်3ရဲ့6ကဲနှလုံးပေါင်း9ရှိတဲ့အတွက်ကို2ဖြစ်အောင်3နောက်ပိတ်လို့ထည့်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ3နောက်ပိတ်လို့ထည့်ထားတယ်ပဲ3ရဲ့6ကဲ3ရဲ့3 6 3ဆိုတဲ့ဒီ3လုံးပေါင်းက2လို့ဖြစ်သွားတဲ့အတွက်ကို9ရဲ့9ရဲ့ဒီထိပ်စီးရဲ့3လုံးပေါင်းကလည်း2လို့ဖြစ်ရဒီမှာဒီ3လုံးပေါင်းခွန်ကြောင့်ဒီ3လုံးပေါင်းခွန်လို့ဖြစ်ဒီမှာဒီ3လုံးပေါင်းခွန်ကြောင့်ဒီ3လုံးပေါင်းခွန်လို့ဖြစ်တာဒီ3လုံးပေါင်း5ကြောင့်ဒီ3လုံးပေါင်း5လို့ဖြစ်လာတာဒါဆိုရင်ဒီမှာ3နောက်ပိတ်လို့ထည့်ထားတဲ့အတွက်ကိုကျွန်တော်တို့ဒီ3လုံးပေါင်း2လို့ယူလိုက်ပြီဒါဆိုရင်ဒီ3လုံးပေါင်း2လို့လာခဲ့တော့9နှလုံးပေါင်း8ရှိတဲ့အတွက်ကို2ဖြစ်အောင်4ထိပ်စီလို့ဝင်43လို့ရိုက်အဲ့ဒါမှ9ရဲ့9ရဲ့6ပဲဒီ3လုံးပေါင်း3ညကြောင့်ဒီ3လုံးပေါင်း3ညဖြစ်အောင်6ရဲ့3ညရဲ့နှလုံးပေါင်း6ရှိတဲ့အတွက်3ညဖြစ်အောင်4ထိပ်လို့ဝင်43လို့ရိုက်အဲ့ချိန်မှာဒီ1ကဲ6ကဲ3ညရဲ့ဒီ3လုံးပေါင်းခွန်ကြောင့်ခွန်ပရိလို့ရိုက်အဲ့43ပေါ့နော်43တစ်ခါကြိုက်တယ်ပေါ့နော်ကျွန်တော်ကိုယ်မှရအောင်ကျွန်တော်ပြန်ရှင်းပြမယ်နော်ကျွန်တော်တို့ break ကဘယ်လိုယူလဲဆိုတော့ဒီမှာ3လုံးပေါင်းရင်5 3လုံးပေါင်းရင်6 3လုံးပေါင်းရင်ခွန်5 6ခွန် CD တွေဘာမှပေါက်တယ်ဆိုတာအဲ့ဒါကိုပြောတာအဲ့ဥစ္စာဘယ်လောက်ထိအဲ့ဥစ္စာကြီးပြေးနေလဲဆိုတော့နံပါတ် CD တွေ3လုံးပေါင်းရင်6 6ပြီးရင်5 5ပြီးရင်4 3လုံးပေါင်းရင်6 6ပြီးရင်5 5ပြီးရင်4နော်3လုံးပေါင်းရင်8 8ပြီးရင်ခွန်ပြီးရင်6ရှာရနော်စီးဒါပြကြရင်အဲ့ CD လိုင်းတွေကဒါတော့နဲ့ CD တွေကလည်းပါမပေါက်တယ်ပေါ့နော်ပါမပေါက်တယ်အဲ့လိုဖြစ်နေတော့ကျွန်တော်တို့ဒီမှာ3လုံးပေါင်းရင်5ပြီးရင်6 6ပြီးရင်ခွန်5 6ခွန်3လုံးပေါင်း5ကိုပရိ5 3လုံးပေါင်း6ကိုပရိ6ဒီမှာ3လုံးပေါင်းခွန်လို့ခေါ်ထားလို့ပရိခွန်လို့ပြောတယ်နောက်တစ်ခါကျွန်တော်တို့ဒီမှာဒီ3လုံးပေါင်းရင်3ညဒီ3လုံးပေါင်းရင်3ညဒီ3လုံးပေါင်းရင်3ညလို့အညီခဲ့ထားတာအဲ့ဒီ3လုံးပေါင်း3ညလို့ရတော့ဂျားရကနေပတ်ပြီး3ညနဲ့ပြန်ပြီးတော့ထည့်ထားတာ3နဲ့5နဲ့3လုံး3ညလို့ရတော့ဒီ3 6နဲ့3ညတွေ3 1 6နဲ့3ညကို5 9 6နဲ့3လုံး3ညထားတယ်ဒီမှာ9 5 6နဲ့3လုံးပေါင်း3ညလို့ရတော့6 3ည4နဲ့3လုံးပေါင်း3ညတာစောစော10ခွက်က3ရယ်5ရယ်9ရယ်ဒီ3လုံးပေါင်းခွန်ကြောင့်ဒီ3လုံးပေါင်းခွန်နဲ့ထည့်တာဒီ3လုံးပေါင်း5ကြောင့်ဒီ3လုံးပေါင်း5နဲ့ထည့်တာကျွန်တော်တို့ဒီမှာ43လို့ထည့်ထားရတော့3ထည့်လို့ရှိရင်လည်းဒီ3လုံးပေါင်းက2ဒါဆိုဒီလိုပဲ2လို့ထည့်ဒါဆိုရင်43ကြိုက်တယ်4ထည့်လို့ထည့်လို့ရှိရင်လည်းဒီ3လုံးပေါင်း2ကြောင့်ဒီ3လုံးပေါင်း2ဆိုရင်လည်းဒါသူကညီကိုနောက်သေးပေါ့နော်အဲ့လိုမျိုးကြာဘရိတ်ခွန်နဲ့43နော်အဲ့43ဆိုကန
ဒီတစ်ခွက်ကိုတော့ကျွန်တော်အမှန်ကြီးကလေးချစ်ပြီးတော့ဒါပူပြီးကစားဖို့ကျွန်တော်ရေးပေးထားတယ်ပေါ့နော်ကျွန်တော်ကိုမိုင်အားလုံးပဲဒါလက်ခံကစားအောင်တခြားကဏ္ဍတွေလည်းမကောင်းလားဆိုတော့ကောင်းတယ်ပေါ့နော်ကောင်းတဲ့ကဏ္ဍလေးရှိတယ်ကျွန်တော်ကဏ္ဍကျွန်တော်5 6ခွက်ရေးပြီးတော့ကျွန်တော်ကြောက်ကောင်းတဲ့ဟာလေးတွေကိုဒါပို့ပြီးတော့ကစားလို့ရအောင်ပေါ့နော်တင်ပေးမယ်ဆိုတော့ကျွန်တော်အောက်ကွက်ထဲကနေဆိုရင်ကျွန်တော်ထူးကြိုက်တဲ့ထဲဒါကတော့ main အပေါ်ဟောက်တော့ main ကြိုက်တယ်ပေါ့ဗျာဒါတော့ဒူးကြိုက်တယ်ပေါ့နော်ဒါဒူးကြိုက်တယ်အောက်ကဒူရဲကစားမယ်ဆိုရင်ကျွန်တော်ဒူးဘက်ကလေးချစ်ပေးထားတယ်ဒါ main နဲ့ကစားမယ်ဟာကျွန်တော် main ဘက်ကလေးကိုချစ်ပေးထားတယ်ပေါ့နော်ကျွန်တော်ကိုယ်မှာအားလုံးဒါပဲပေါ့နော်ခဏတော့ဒါဒုတိယအရန်ကောင်းတော့ကျွန်တော်စိုက်ကြည့်ရဘူဒီက15မိနစ်ဖြစ်နေ16မိနစ်တော့ဘယ်သာဖြစ်သွားပြီဆိုတော့ဘူဒီကကျွန်တော်ပြန်ပြီးတော့တင်လို့ရှိရင်တော်တော်ကြာတယ်ဗျာနိုင်အချိန်ပေးပြီးတင်ရတာဖုန်းလိုင်းကမကောင်းတဲ့ခါကျတော့ကျွန်တော်တော်တော်အဆင်မပြေလို့ဒါကနန်းကိုလူရင်းတွေ့ရင်ရေးပြီးတယ်ကျွန်တော်တစ်ခွက်တော့ကျွန်တော်အချိန်မီအောင်လိုက်ပြီးတော့ပြပေးထားတာပေါ့နော်အဲ့ထဲမှာတော့43ဆိုကနန်းလေးကိုပို့ပြီးကြိုက်တယ်ပေါ်ထဲမှာ43 42 45ပေါ့နော်ခွန်3ခွန်2ခွန်5ဆိုလို့ပြထားတယ်အောက်ကထဲမှာဆိုရင်ဒါ83ကြိုက်တယ်ပေါ့နော်ဒါကျွန်တော်ကိုယ်မကြီးအားလုံးပဲဒါကိုချိန်ပြီးတော့ကစားလို့ရအောင်7ခွက်ဆိုင်ကတော့ညီကိုနောက်ကအသေးအရှိကြီးနောက်သေးနေပေါ့နော်ညီကိုဆိုင်ရှိတယ်ပေါ့နော်ကဲအားလုံးပဲကဲကျွန်တော်ရဲ့ channel လေး subscribe မလုပ်ရသေး subscribe လေးလူသစ်တွေပါနှိပ်ထားပါအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေအားလုံးပဲကိုယ်စိတ်နဲ့ပါကျွန်တော်ချမ်းသာကြပါစေကျွန်တော်ဗီဒီယိုတွေတင်တိုင်းမြင်တိုင်းမြင်အောင်လို့ကျွန်တော်ရဲ့ကိုယ်မကြီးကဘာလို့မှမလဲဆိုရင်ကျွန်တော် channel subscribe လေးနှိပ်ပေါ့နော်feedback လေးလုပ်ထားရင်လည်းရတယ်ပေါ့နော် like share လေးငါးလေးလုပ်ပေးထားပါကျွန်တော်ဗီဒီယို2D ဗီဒီယိုတွေရော 3D ဗီဒီယိုတွေရောအကုန်ဇက်တိုက်ဒါကျွန်တော်ပြန်ပြီးတော့အလုပ်လုပ်နေရဖြစ်တဲ့အတွက်ကိုအရင်လိုပဲအားပေးရဆိုတဲ့ကိုကြီးမကြီးကကျွန်တော်ကို like share လေးနဲ့ဝင်ရပေးထားပါဗျာနော်ကျွန်တော်ကိုကြီးမကြီးအားလုံးပဲဒါကတော့ကျွန်တော်ရဲ့ဒါအရင် MPD ကတ်ကတော့မသုံးတော့ဘူးပေါ့နော်ကျွန်တော် live နိုင်ပြောပါတယ်ဒီအခုဒီမှာဒီ Viber သုံးလာတယ်ပေါ့နော်ဘောကတ်တွေမှာ Viber သုံးလာတယ်ပေါ့နော်ဒါဒီမှာပုံမှာတော့ဘောကတ်ကတော့အကုန်အစုံဖွင့်လာတာရှိတယ်ပေါ့နော်အကောက်လေးပဲဖွင့်လာတယ်ပေါ့ဒါအဲ့မှာ Viber ရှိတယ်ကျွန်တော်ဗီဒီယိုတွေပါညနေပိုင်းကြီးအချိန်မီလို့မတင်ပြရင်ခဏရှာနေလို့မတင်ပြဘူးဆိုရင်ဒီ Viber နဲ့လာတောင်းလို့ကျွန်တော်ဝေမှာကစားလို့ရပါတယ်ဗျာနော်အားလုံးပဲကျွန်တော်အရင်တော့လိုပဲအားလုံးဒါစေတနာမေတ္တာနဲ့ပဲလုပ်ပေးထားတယ်ပေါ့နော်ကျွန်တော်ဝေမှာအားလုံးပဲကဲအဆင်ပြေကြပါစေ